ဒီဗီဒီယိုလေးကတော့အပိုင်း2ဗီဒီယိုလေးပဲဖြစ်ပါတယ်အပိုင်း3ဗီဒီယိုမကြည့်ရသေးတဲ့လူတွေအတွက်အောက်က description မှာ link နဲ့ချပေးထားပါတယ်ဒါကတော့ကျောင်းကကန်တဲ့ပဲဖြစ်ပါတယ်ကျောင်းဖွင့်ချိန်ဟုတ်သေးတဲ့အတွက် site တချို့လောက်ပဲဖွင့်တယ်ပေါ့နော်တော်တော်များများတော့ပိတ်ထားတာကိုတွေ့ရမှာပါပင်လစာကဖောက်ဆွဲနေတာတော့ပြီးတဲ့အခါမှာလိုရတဲ့ပစ္စည်းလေးတွေဝယ်ဖို့အတွက် Lotus ကိုသွားပါတယ်အခုဒီလိုနေတဲ့ဒီအရာခင်းတို့ဖကောင်းတို့ဟို Lotus မှာအဝယ်ခဲ့ပါတယ်ဒါကတော့တရားပေါ်ကနေမြင်ရတဲ့ကျောင်းရဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့နေမဲ့အခန်းပေါ့ဒီမှာတော့၄ယောက်နေရခင်ဗျဒီကတင်ပရှိမဲ့အမွေရကောင်းအောင်နောက်ပြီးဒီသဝဲခုတ်ထိုင်ကုန်ပါမယ်ဟုတ်လားမိချောင်းလည်းရှိတယ်ဒါတော့ဝစ်ပြီးတော့ပေါ့ဒါတော့နောက်ဖိဘက်ပါဒါဘေးစင်ရှိမယ်နောက်အဝယ်လှမ်းလို့ရမယ်ဒါတော့ဒီနောက်ဖိဘက်က view လေးပေါ့တော်တော်တော့မိုးရွာနေတယ်ဗျရောစင်မူကတော့နည်းနည်းလေးညစ်နေပါတယ်ဘာလို့လဲဆိုတော့အပြင်မှာ blog တွေရိုက်ချင်ပေမဲ့မိုးရွာနေပါတယ်အဲ့တော့ဒီအခန်းတွင်းမှာပဲနေရပါတယ်ဒီမိုးတိတ်သွားရင်တော့နည်းနည်းရိုက်ဖို့အတွက်နည်းထပ်ချိုးစားကြည့်မယ်ပေါ့နော်โอเคနောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ် See you ပိုင်း3မှာတော့ကျောင်းဝင်းထဲရမြေကွင်းတချို့ကိုတင်ဆက်ပေးသွားပါမယ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုလေးကိုနောက်ထပ်တင်ဆက်ပေးသွားမှာပေါ့ like and subscribe လေးလုပ်သွားခဲ့ကြပါဦးနော်